ကိုတို့အတူတူနေခွင့်ရတော့မယ်ဆိုတာကိုတွေးနေကိုတော့အရန်ပျော်လာတယ် ပျော်နေုံနဲ့မပြီးဘူးနော်ဒီထက်ပိုပြီးတော့အလုပ်တွေစူးစမ်းရတော့မှာပို့ပြီးတော့လည်းပင်ပန်းတော့မှာ စူးစမ်းမှာပေါ့ကိုကတဲကိုချစ်တာပဲအောင်တဲအတွက်ဆိုရင်ဘာပဲဖြစ်ဖြစ်ကိုရင်ဆိုင်မယ်အကောင်းဆုံးဖြစ်အောင်စူးစမ်းမယ်နော် ယောက်ျားတွေကတော့ဒီလိုပါပဲဒီယူကင်းတော့ပြောကြတာပဲပြီးတော့မှအမျိုးမျိုးပြောင်းလဲသွားမှာမယုံပါဘူး ရှုံးပါကွာကိုကတကယ်ပြောတာပါအခုတော့လက်ထက်လက်စွပ်လုပ်ဖို့အတွက်ကမ္ဘာအကောင်းဆုံးဆိုတဲ့စိတ်နဲ့လုပ်ပေးဖို့စဉ်းစားနေတာ ကိုကစိန်ကြောင်းသားလေလို့လား ဒီလိုပဲစုံစမ်းကြည့်ရမှာပေါ့ဘယ်နိုင်ငံစိတ်ကအကောင်းဆုံးဖြစ်မလဲဆိုတော့ပြီးတော့လက်ထက်လက်စွပ်ကိုလည်းအဲ့ဒီအကောင်းဆုံးဆိုတဲ့စိတ်နဲ့ပဲလုပ်မယ် အဲ့ဆိုရင်လေတီချန်တန်းရှိမှစုံစမ်းကြည့်မကောင်းလားတီချန်ကစိန်ရကြောင်းသားလေတော့ပို့ပြီးတော့ပြောပြနိုင်တယ်လေ ကောင်းသားပဲလက်ထက်လက်စွပ်လုပ်ဖို့အတွက်လည်းဒီချင်နှန်းစီရပဲအကြံဉာဏ်တောင်းရမယ် အဲ့ဆိုလို့ရှိရင်ဖိတ်စာဖိတ်နဲ့တစ်ခါရဲသွားကြမယ်လေ ကောင်းတယ် ဒီရှင်တန်းပြောရဲစိန်အကြောင်းဘဟုတုတတွေကိုနားထောင်ရင်စုငွေ10သိန်းရရှိနိုင်မဲ့အခွင့်အရေးလာပါပြီနော်ဒါလေးကတော့ဒီရှင်တန်းကစိန်နဲ့ပတ်သက်တဲ့ဘဟုတုတလေ့လာမှတ်သားစရာတွေကိုဇန်နဝါရီလ9ရက်နေ့ကနေစတင်ပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့ည8:15တိုင်း Fortune TV မှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အပိုင်း9ပိုင်းထုတ်လွှင့်အပြီးမှာတော့ဒီအစီအစဉ်ကိုအစအဆုံးကြည့်ရှုသူပရိသတ်တွေအတွက်ပြိုင်ပွဲလေးတစ်ခုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကတော့ဒီရှင်တန်းမျှဝေပေးသွားတဲ့အပိုင်း9ပိုင်းတွေကစိန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပရိသတ်တွေကကိုယ်တိုင်ကိုယ်ကျလာရောက်ဖြေဆိုရမှာပဲဖြစ်ပါတယ်။မိကုံအားလုံးဖြေဆိုနိုင်ဖို့အတွက်ဒီ channel ပြောတဲ့အစီအကြောင်းအပိုင်း9ပိုင်းလုံးကိုအစအဆုံးကြည့်ရှုဖို့ကိုတော့တိုက်တွန်းချင်ပါတယ်ရှင်။မိကုံအားလုံးဖြေဆိုနိုင်ပြီးတော့ဝင်းနာရရှိသူတဦးကတော့စုငွေ10သိန်းကိုထိုက်ထိုက်တန်တန်စုကူးနိုင်မှာပဲဖြစ်ပါတယ်။ဒီ season လေးကိုစိတ်ဝင်တစားကြည့်ရှုပြီးတော့ဒီ channel နဲ့အတူမိကုံလေးတွေကိုကိုယ်တိုင်ကိုယ်ကျဖြေဆိုပြီးတော့စုငွေ10သိန်းစုကူးဖို့အတွက်ကိုဖုန်းနံပါတ်399993393939ကိုဆက်သွယ်ပြီးတော့ဒီပြိုင်ပွဲလေးမှာပါဝင်ဖို့အခုပဲစာရင်းပေးသွင်းနိုင်ပါတယ်။လူကြီးအကက်အသက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြန်ဆုံးစာရင်းပေးသွင်းဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်ရှင်။စိန်အကြောင်းတွေလေ့လာရင်စုငွေ10သိန်းရယူဖို့ဒီအစီအစဉ်ကိုအဆုံးထိကြည့်ကြပါစို့။ကြည့်ချင် ဟိုင်းကလေးလေး တမီးတို့ရဲ့မင်္ဂလာဖိတ်စာလေးတစ်ချက်ကိုလာဖိတ်တာ ကဲ congratulations ပဲနေလေ ရှင်းလာနေရနေ လာမှာပေါ့ ဟိုတီချေ ရှင် ဒါတို့အကြံဉာဏ်လေးတောင်းစရာရှိလို့အခုလေဒါတို့ကဟိုမင်္ဂလာလက်စွပ်လုပ်မလို့ပေါ့အဲ့ဒါအကောင်းဆုံးစိတ်နဲ့လုပ်ဖို့စိတ်ကူးရင်ထားတာအဲ့ဒါဘယ်နိုင်ငံစိတ်ကအကောင်းဆုံးဖြစ်မလဲဆိုတော့သိချင်လို့ဒီချက်စီလာမေးတာ ဘယ်နိုင်ငံစိတ်ကအကောင်းဆုံးလဲဆိုတာကတော့အခုလက်ရှိထွက်ထားပြီးသမျှစိတ်နေတဲ့မှာကမ္ဘာအကောင်းဆုံးစိတ်ကအိန္ဒိယနိုင်ငံကထွက်ထားတဲ့ကိုအီနောဆွဲစိတ်ကြီးကတော့ကမ္ဘာမှာတန်ဖိုးအကြီးဆုံးစိတ်ကြီးပဲဒါပေမဲ့အဲ့ဒါအင်္ဂလန်ပြည်မှာကြီးရဲ့တရဖူမှာရှိတာ အဲ့ဆိုရင်တစ်ချက်ပြောပုံများဆိုလို့ရှိရင်အိန္ဒိယထွက်တဲ့စိတ်တွေကတန်ဖိုးအကြီးဆုံးပေါ့နော် အဲ့လိုတော့ပြောလို့မရဘူးသမီးရဲ့စိတ်နှွေးတွင်းကထွက်တဲ့စိတ်တိုင်းကအကောင်းဆုံးလို့တော့ပြောလို့တော့မရဘူးဥပမာကွာမိသားစုတစ်စုမှာရှိတဲ့မောင်နှမသားချင်းတွေအကုန်လုံးကတယောက်နဲ့တယောက်ရုပ်ချင်းအရမ်းစင်နေကြတာမဟုတ်ဘူးအကုန်လုံးကလည်းလှနေကြတယ်လို့ပြောလို့မရဘူးဥပမာသမီးမိသားစုမှာသမီးတယောက်တည်းကွက်ပြီးတော့လှနေရမျိုးလည်းဖြစ်နိုင်တာပေါ့ဟုတ်တယ်ဟလားအဲ့လိုပဲဒီစိတ်နှွေးတွင်းကကမ္ဘာအကောင်းဆုံးစိတ်ကိုထွက်ထားတယ်ဆိုရင်အဲ့ဒီစိတ်နှွေးကနေထွက်တဲ့စိတ်တိုင်းကောင်းတယ်လို့ပြောလို့မရဘူးနောက်တစ်ခုကတီချာတို့ကစိန်ကိုသူ့ထွက်ရှိရာ data ကိုလိုက်ပြီးတော့တန်ဖိုးသတ်မှတ်လို့မရပြန်ဘူးစိန်ရဲ့တန်ဖိုးတီချာတို့က 4C လို့ခေါ်တဲ့ C လေးလုံးနဲ့သတ်မှတ်တယ်ပြောရရင်တော့တီချာတို့ color weight color clarity getting ပေါ့ပြောရရင်တော့အရှိကြီးပဲအဲ့တော့သားနဲ့သမီးနဲ့တရက်ကြတော့မှမင်္ဂလာဆောင်ပြီးအေးအေးဆေးအချိန်ပြီးတစ်ချက်စီလာခဲ့ရှင်းပြမယ်ဟုတ် အဲ့ဆိုတီချေမြန်မာနိုင်ငံမှာရောဘယ်လိုစိတ်အမျိုးအစားတွေအသုံးများကြလဲ မြန်မာနိုင်ငံမှာဘလို့စိတ်မျိုးစားအသုံးများလဲဆိုတော့တီချာတို့အရင်ဆုံးပြောရရင်တော့ cutting ကိုစပြောကြည့်မယ်အဲ့တော့ cutting မှာကတီချာတို့ကစိန်ရက်သွေးခွက်ပေါ့နော်စိန်ရက်သွေးခွက်မှာကအဝိုင်းပုံစံရှိတယ်နောက်တစ်ခါ America လို့ခေါ်တဲ့မြသွေးခွက်ပုံစံတွေရှိတယ်drop shape pear shape လို့ခေါ်တဲ့တီချာတို့မိုးဆက်ပုံစံသွေးခွက်တွေရှိတယ် cushion cut စသဖြင့်စိန်သွေးခွက်တွေအများကြီးရှိတယ်တီချာတို့အနောက်နိုင်ငံတွေမှာတော့ fancy cutting တွေကိုလည်းအများကြီးသုံးကြတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ round brilliant cut လို့ခေါ်တဲ့အဝိုင်းပုံတံစိတ်တွေကိုပဲအသုံးများတယ်နောက်တစ်ခုကကျတော့ color ပေါ့ color အနေနဲ့ပြောရလို့ရှိရင်တီချာတို့ကစိတ်ရဲ့အယောင်မှာဒီကနေဇက်ဆိုပြီးတော့အယောင်23ရောင်လောက်ရှိတာအဖြူရောင်အဆင့်မှာပေါ့နော်အဲ့ဒီမှာ DEFGH စတဲ့ color တွေကကျတော့ color line လည်းမြင့်တယ်အရန်ဖြူတယ်ပေါ့ကွာပြောရရင်တော့ဈေးလည်းမြင့်တယ်
ဈေးလည်းမြင့်တော့အဲ့ဒီစိန်တွေကိုတော့တချယ်တို့သုံးတာနည်းနေတယ်တချယ်တို့နိုင်ငံမှာဘယ်ကနေစပြီးတော့သုံးများလဲဆိုတော့ IJKLM စတဲ့ကာလာတွေကိုပို့ပြီးတော့အသုံးများကြတယ်ကျန်တဲ့clarity လို့ခေါ်တဲ့စိန်ရတန့်စင်မှုအရာတော့ VVS VS တွေလည်းတချယ်တို့စီမှာအသုံးများတယ်Lady Grace promises for your elegance. ချက်သေးရှိတဲ့လှပမှုတွေအတွက် Lady Grace Diamond Land အဲ့ဆိုတီချယ်တနိုင်ငံနဲ့တနိုင်ငံစိန်ထွက်နှုန်းကတူလားယင်မတူဘူးသမီးအများကြီးกว่าတယ်ဒါပေမဲ့တီချာတို့ကမ္ဘာပေါ်မှာစိန်ထွက်နှုန်းအများဆုံးနိုင်ငံတွေရှိတယ်ရုရှားတို့ Botswana Canada နောက်တစ်ခုက Democratic Republic of the Congo ပေါ့ DRC လို့လည်းခေါ်တယ်အဲ့ဒီနိုင်ငံတွေနောက် South Africa Angola နောက်တီချာတို့Zimbabwe စားတဲ့နိုင်ငံတွေကတော့ကမ္ဘာပေါ်မှာစိန်ထွက်အများဆုံးနိုင်ငံတွေဒါပေမဲ့အဲ့ဒီနိုင်ငံတွေကလည်းတစ်ခါလေကျတော့တချို့နှစ်တွေမှာဒီနိုင်ငံကအများဆုံးဖြစ်ပေမဲ့ဒီလို1 to 7စီလိုက်တဲ့အခါမှာတချို့နိုင်ငံတွေက4 5 6 7မှာတနိုင်ငံနဲ့တနိုင်ငံမှာနည်းနည်းလေးကွာသွားတတားကြီးလည်းရှိတယ်2022မှာဒီနိုင်ငံ top 5ဖြစ်နေပေမဲ့နောက်တစ်နိုင်ငံကနေကျော်သွားတာမျိုးတွေလည်းရှိတတ်တယ်တစ်နှစ်နဲ့တစ်နှစ်လည်းမတူသလိုတစ်နှစ်နဲ့တစ်နှစ်တနိုင်ငံနဲ့တနိုင်ငံစိတ်ထွက်နှုန်းလည်းမတူတတ်ကြအောင်နည်းနည်းတော့ကွာတတ်တယ်တီချယ်အဲ့ဆိုရင်လေလက်ထက်လက်စွပ်မှာစိန်ကိုဘာလို့သုံးတာလဲလက်ထက်လက်စွပ်မှာစိန်ုံဘာလို့သုံးတာလဲဆိုတာကိုမဖြေခင်ဘာကြောင့်လက်ထက်မင်္ဂလာပွဲတွေမှာတယောက်နဲ့တယောက်လက်စွပ်ဆင်မြန်းပေးကြရဲဆိုတာသမီးတို့သိလားသိလားအဲ့ဒါလေးကိုဒီချိန်ကပြောပြချင်တာဘာကြောင့်လဲဆိုတော့အခုမင်္ဂလာမောင်နှံတွေကပေါ့နော်လက်ထက်လက်စွပ်တွေဒါလဲဝတ်ကြတယ်အဲ့ဒီအထိပ်ပဲကိုသိမသိကြတာတွေများတယ်ဆိုတော့အဲ့ဒါလေးကိုဒီချိန်အရင်ပြောပြမယ်နော်အဓိကအောင်ကွယ်တီချာတို့ရဲ့လက်စွပ်လေးတွေကအတွင်းမှာ circle ဆက်ဝိုင်းပုံသဏ္ဍာန်လေးတွေရှိတယ်ဟုတ်လားလက်စွပ်ခွင်းအဝိုက်လေးတွေကဆက်ဝိုင်းပုံသဏ္ဍာန်လေးတွေရှိတယ်အဲ့ဒီဆက်ဝိုင်းရဲ့အဓိပ္ပာယ်ကကြတော့တီချာတို့စမှတ်ဆုံးမှတ်မရှိဘူးအဓိကအဖြစ်တော့အဆုံးမှတ်မရှိတာကိုတီချာတို့ကပြောပြချင်တာ endless love ပေါ့ endless love လို့ဖော်ညွှန်းတဲ့အတွက်ကြောင့်မလို့တီချာတို့ကလက်ထက်မင်္ဂလာပွဲမှာဒီလက်စွပ်လေးကိုဆင်မြန်းပေးလိုက်ခြင်းအပြင်ဒီနေ့ဒီချင်းအစပြီးမင်းကိုအဆုံးမရှိတဲ့ချစ်ချင်းနဲ့ချစ်သွားပါမယ်လို့ပြောချင်တာအားကြောင့်မလို့လက်ထက်မင်္ဂလာပွဲတွေမှာလက်စွပ်ကိုဆင်မြန်းပေးကြတာနောက်တစ်ချက်ကဒီအဓိပ္ပာယ်ရှိရဲ့လက်ထက်လက်စွပ်ပေါ်မှာမှ diamonds are forever လို့အဓိပ္ပာယ်ရတဲ့ဒီစိန်လေးတွေကိုတက်လိုက်ခြင်းအပြင်စိန်ကထာဝရအတွက်လို့ရည်ညွှန်းတယ်အဲ့တော့ဒီနေ့ဒီချိန်ကစပြီးတော့မင်းကိုဒီစိန်လက်စွပ်လေးလိုပဲဒီစိန်လက်စွပ်လေးနဲ့အတူမင်းတယောက်တည်းကိုပဲတသက်တာရိုးမြေကြသစ္စာရှိရှိဆွဲဆွဲမြဲမြဲချစ်သွားပါမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်လို့စိန်လက်စွပ်ကိုလက်ထက်မင်္ဂလာပွဲမှာသုံးကြတာဟောရှင်းနေပြီလားအဓိပ္ပာယ်ရှင်းနေတယ်တီချယ်စိန်နဲ့ပတ်သက်တဲ့တခြားသတ်မှတ်ထားတဲ့အဓိပ္ပာယ်တွေဘာတွေရောရှိသေးလားရှိတာပေါ့အများကြီးပဲဒါပေမဲ့အဲ့ဒီထဲမှာအစိန်က stability loyalty durability ဆိုတဲ့အဓိပ္ပာယ်တွေကိုပို့ပြီးတော့ဖော်ညွှန်းတယ်အဲ့တော့ပြောရလို့ရှိရင်ဒီစိန်ကိုတယောက်ကိုတယောက်လက်ဆောင်ပေးတာဝတ်ဆင်စေတာတွေကဒီစိန်နဲ့ပတ်သက်ပြီးတော့ကိုကဆက်ဆက်မြဲမြဲချစ်တာချစ်ချင်းမြတ်တာသစ္စာရှိမှုဂရိသစ္စာတည်ကြည်မှုဒါတွေကိုအများကြီးဖော်ညွှန်းတယ်တီချယ်အဲ့ဆိုရင်စိန်ကိုတခြားဘယ်နေရာတွေမှာအသုံးပြုသေးလဲစိန်ကိုက
ဒီချာတို့အခုကြောင်းမြတ်ရတနာအနေနဲ့သုံးတာရှိတယ်လို့မျိုးနောက်တစ်ခုက industrial diamond ဆိုတာရှိသေးတယ်သမီးရဲ့အဲ့ဒါကကျတော့ဒီချာတို့ကုန်ထုတ်လုပ်ငန်းတွေမှာလည်းသုံးတာဥပမာဒီချာတို့မှန်ဖြတ်တဲ့နေရာတွေမှာသုံးတာတို့နောက်တစ်ခုကအဲ့လိုပစ္စည်းတွေဖြတ်တဲ့နေရာမှာတခါလေကြားလို့ရှိရင်ဒီချာတို့ဒီဇိုင်းတွေဆွဲတာပုံဖော်တဲ့နေရာတွေမှာသုံးတဲ့ဟာတွေလည်းအများကြီးရှိသေးတယ်နောက်အခုနောက်ပိုင်းကျတော့ဒီချာတို့ဒီအလှပဆိုင်ရာပစ္စည်းတွေမှာလည်းစိန်ကိုသုံးလာကြတာရှိတယ်အခုဒီ channel ရှင်းပြလို့တောက်လေစိန်အကြောင်းတော်တော်လေးနားလည်လိုက်ပါပြီဟိုလက်ထက်လက်ဆွတ်လုပ်ရင်လည်းဒီ channel မဲ့ဒီဇိုင်းလက်လာလေးရွေးပေးရမယ်နော်လုပ်ပေးမှာပေါ့အလှဆုံးဒီဇိုင်းလေးဖြစ်စေရမယ်အဲ့ဆိုလို့ရှိရင်ဒီချက်တမီးတို့မင်္ဂလာပွဲလေးကိုမဖြစ်မနေဆက်ဆက်တက်ပြီးပါနော်ကိုကလေးတွေပွဲပဲလာမှာပေါ့ဒီချက်အချိန်ဖယ်ထားမယ်ဟုတ်အဲ့ဆိုရင်ဒီချက်တမီးတို့ခွင့်ပြုပါအောင်နော်โอเคတတာ